ကောင်ကဒီကောင်ကပြတ်မယ်ပေါင်းပြတ်ရမယ်အင်မီတာအပေါင်းလေဖေးကအနှုတ်ပြရမယ်နှုတ်ဟုတ်ပြီအပွိုင်7မှန်ကားရင်နော်သူကပိုလာဒီမှန်တော့ဒါ negative side မပေါ်ဘူးလေဟုတ်တယ်မလားသူကဒါ PNP ဆိုတော့ base ဆိုတာပြည့် negative ပြင်ပါအဲ့ဒီမှာ negative စီကျင်တော့ဒီမှာ negative ထောက်ပြီးဒီမှာအပေါင်းရှိတယ်မလား emitter ကဒါအပေါင်းပဲလေအဲ့တော့ခွာထောက်တယ်ဟုတ်ပြီနော်ကြဆိုဒီကောင် collector ရောက်နေတဲ့အပေါင်းမို့အတိုင်းပဲဒီကောင် negative ထောက်လိုက်အဲ့ဒါဟိုမှာထောက်နေရတယ်ထောက်ဟုတ်တယ်အပေါင်းတက်အပေါင်းထောက် collector နဲ့တိုင်းရင်ဘာလို့နိုင်မှုရှိတယ်ထောက်တာနော်အဲ့တိုင်းကြည့်တော့ဒါအပေါင်းထွက်နေတော့နိုင်မှုနော်ဒီကလုတ်ပိတ်လိုက်ဒီလိုဖြစ်သွားဟိုတော့ဒါပြန်ဖွင့်တယ်ဒီလိုနဲ့နေတာ collector အပေါင်းထွက်တာဟုတ်တယ်နော်ခုနကောင်လည်းပြောင်းမယ်နော်ဟုတ်ပြီနော်โอเคပြောလိုက်ရတယ်ဟုတ်နော်ကြတာဆိုရင်ဆရာမတို့စက်ကမှဒီလိုတက်ပြီလားဒီလိုတက်ပြီပါဆရာမတို့အဲ့မှာပုံတိုင်းမလို့ပြန်တဲ့တိုင်ပုံတိုင်းမလို့ဟုတ်တယ်အဲ့တော့ကျွန်တော် VB ကိုပြန်တိုင်းမယ်နော် face ကဟုတ်ကဲ့ VB ကိုပြန်တိုင်းနော်ကြဆိုပြီးပေါ်လာနော်ဘယ်လိုဖြစ်ကြည့်လိုက်ရတယ် Facebook ကအဲ့တော့ဒီမှာအလီထောက်မယ် emitter ကိုဒီ base ကိုဒီမှာအနက်ထောက်လိုက်ဟုတ်နော် 0.76 ဒါဆိုမှန်သွားပြီနော်ဒီ collector ရဲ့အပေါင်းသိကြတယ်ဆိုတော့ဒီမှာအလီထောက်ပြီးဒီကောင်ကို ground နဲ့ထောက်လိုက်ဒီမှာအလီထောက်ပြီးတက်ပြောင်းလိုက်ဒီမှာအချိန်တက်ပြောင်းလိုက်ဟုတ်ပါဒါအခုဒီမှာထောက်အခုတိုင်းတဲ့အတိတ်ပဲကဘာလဲဆိုတော့ collector ကတော့ PNP ဆိုတော့ positive ထွက်တယ်မလားဟုတ်တယ်ဟုတ်အဲ့ထွက်တဲ့အထွက်ကိုသိကျင်အတွက်ကြောင့်အဲ့ collector ထဲမှာအပေါင်းနဲ့ထောက်ပြီးတော့ ground နဲ့ထိုက်တာပုံပေါ်နဲ့ထောက်တာအဲ့ဒီမှာအပေါင်းထွက်တာသိပါတယ်ဒီကလို့အဲ့ဒါဒီကလို့ပိတ်လိုက်မယ်ဆိုရင်ဒီပေါင်းကပျောက်သွားမယ်နော်ဒီလိုတက်သွားမှာဟုတ်တယ်နော်ပြန်ဖွင့်လိုက်ရင်အပေါင်းပြန်အောင်လားဟုတ်ပြီနော်အဲ့တော့ PNP ဒီဘာထွက်တာလဲအပေါင်းထွက်တယ် collector ခုန MBN ဘာထွက်လဲမထွက်ပါဘူး negative ထွက်ကြပြီနော်